ဒနာတိတိပေါက်ရေမွေးလေးရလေဘယ်လိုသုံးရမလဲတော့မတိသေးတဲ့လူလေးတွေဒနာတိတိပေါက်ရေမွေးလေးကိုဒီလိုမျိုးကြောက်မြင့်ရတနာလေးတွေမှာဖြန်းပေးတယ်ဆိုရင်လည်းကြောက်မြင့်ရတနာလေးပွားစေတယ်ဒီလက်ဝဲရတနာလေးတွေမှာဒီလိုဖြန်းပေးတယ်ဆိုလို့ရှိရင်လည်းပွားစေတယ်เนาะပြီးလို့ရှိရင်ကိုကငွေကြေးမှာဖြန်းချင်တယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးတွေမှာဖြန်းပေးပေါ့เนาะအဲ့လိုမျိုးကိုပွားစေမဲ့အရာလေးတွေရှိမှာဖြန်းပေးများများဖြန်းပေးပြီးတော့ဆူတောင်းပြီးလို့ရှိရင်ဖျားစာဒီရဲ့အနှံ့လေးရပေါ့เนาะဒီအနှံ့လေးရကြတော့လူချစ်နှက်ချစ်အဘဝိဇ္ဇာတွေများချစ်တယ်ပေါ့เนาะနှက်ကောင်းနှက်မြတ်တွေချစ်တယ်အမွေးနှံ့တာတစ်မျိုးဖြစ်တဲ့အတွက်ပေါ့နော်ဒါတိတ်ထိပေါက်တဲ့အမွေးနှံ့တာလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါလေးကိုဖြန်းပြီးတော့ပေါ့နော်ဖျားစာရွတ်တဲ့နေရာမှာပေါ့နော်ဒီလိုမျိုးလေးဖြန်းလိုက်ပြီးတော့ပြီးမှတက်ဆာဆိုးပြီးတော့ဆူတောင်းနေဆိုလည်းပြည့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဥမာလူရဲ့ခန္ဓာကိုယ်တွေကအရန်အနှံ့နံတယ်လေအရန်နံနဲ့ချွေးနှံ့နေနံတယ်အခါကြတော့ဒီဘေးပတ်ဝန်းကျင်ကိုယ့်ရဲ့ကိုယ်ဆောင်နှက်တွေအိမ်ဆောင်နှက်တွေကိုယ့်ရဲ့အဆောင်ရှောက်တွေကကိုဘေးနားကိုလွယ်လဲနေကိုမကတ်နိုင်ဘူးမကတ်နိုင်တဲ့အတွက်ဒီလိုမျိုးလေးဖြန်းပေးလိုက်တယ်ဆိုအမွေးနှံ့တာလေးတွေဆိုရင်သူတို့ကခံနိုင်တဲ့အတွက်ကြောင့်မလို့ကိုရှိကိုလာပြီးတော့ကြားနိုင်တယ်ကိုအမြတ်တမ်းပေးဝေးတာကိုလည်းကြားနိုင်တယ်ပြီးလို့ရှိရင်ကိုရဲ့ဒီကိုဆူတောင်းတာကိုလည်းသူကြားတယ်ပေါ့နော်ကိုအမြတ်တမ်းပေးဝေးတဲ့အတွက်ကိုချစ်ပြီးတော့မှအမြတ်တမ်းပေးဝေးပေါ့နော်လုပ်ပေးတဲ့အတွက်သူတို့ကလည်းပြန်ပြီးတော့ကိုကူညီပေးတယ်ပေါ့နော်ဖုံဖုံတစ်ပါးပြောခဲ့လို့ပဲပေါ့နတ်တွေဆိုတာပေါ့နော်အမြတ်တမ်းပေးဝေရမှာเนาะပူဇော်ပတာမှာမဟုတ်ဘူးဒါမဲ့လေမပြစ်ထားရအောင်ပေါ့နော်ဒါမဲ့လေအဲ့ဒါလေးကဘာလဲဆိုလို့ရှိရင်တဲ့ဖုံဖုံကပြောပြအိမ်နီးနားချင်းပတ်ဝန်းကျင်မှာတောင်မှကိုယ်ခင်တဲ့အိမ်နီးနားပတ်ဝန်းကျင်ရှိတာနဲ့ကိုယ်မတည့်တဲ့အိမ်နီးနားပတ်ဝန်းကျင်ကိုဂီးမဆိုင်လိုက်တဲ့အိမ်နီးနားပတ်ဝန်းကျင်ဆိုရင်သူတို့ကကိုယ်အိမ်နီးနားပတ်ဝန်းကျင်ကိုကတည့်တယ်ခင်တယ်သူ့ကိုလည်းတခုခုမုံနေတော့ပေးတာပဲဖြစ်ပါတယ်ဖြစ်သူတို့ကခင်တယ်ဆိုကိုအိမ်ကိုကခရီးတစ်ခုသွားလိုက်တယ်ဆိုရင်တောင်မှကိုအိမ်ကိုတို့ကအိမ်နီးနားချင်းတွေကတဲ့တဲ့အတွက်ပေါ့နော်စောက်ရှောက်ပေးတယ်ပေါ့ကွာအဲ့လိုမျိုးတဘောမျိုးပဲတဲ့ဒီနတ်တွေဆိုတာလဲပေါ့နော်ကိုအကူညီလိုတဲ့အချိန်ကိုဒုက္ခရောက်နေတဲ့အချိန်ဆိုတို့ကကိုပြန်ကူညီပေးတယ်ပေါ့နော်အဲ့လိုမျိုးလေးမိတ်ဆွေဖွဲ့တင်တယ်ပေါ့နော်အဲ့လိုမျိုးတဘောမျိုးလေးပြီးတော့လဲတို့အမြတ်တမ်းပေးဝေပေးပေါ့တို့ကကြတော့ကျမတို့လိုမျိုးကိုလိုကောင်းမှုတွေမလုပ်နိုင်ဘူးလေတည်မလားကိုလိုကောင်းမှုတွေမလုပ်နိုင်တဲ့အတွက်ကြောင့်မို့လို့ကိုလိုကောင်းမှုတွေလုပ်ပေးတိုင်းတို့အမြတ်တမ်းပေးဝေကိုလိုကောင်းမှုလုပ်ပေးတိုင်းနဲ့ကျမရဲ့ဒီဒနာတိတ်ထိပေါက်ရေမွေးလေးကိုပေါ့နော်ဖြန်းပြီးတော့ကိုလိုကောင်းမှုလုပ်ပေးအဲ့ဒါဆိုလို့ရှိရင်တို့တွေကလာနိုင်တယ်ကြားနိုင်တယ်အမြတ်တမ်းပေးဝေတဲ့တာတို့ခေါ်နိုင်တယ်ပေါ့နော်နောက်ကောင်းနှမျက်တွေကြိုက်တယ်ဒနာတိတ်ထိပေါက်ရေမွေးလေးဒါနောက်ကောင်းနှမျက်တွေရှိမှလဲတိတ်ထိတင်ထားပြီးစားပေါ့နော်အဘဝိဇ္ဇာတွေရှိမှလဲတိတ်ထိတင်ထားပြီးစားလေးပါဒါလေးကဒါအခုတော့ရေတော့မထည့်ရသေးပေါ့နော်ဒီတပလင်းလေးကိုမှကျွန်မတိတ်ထိတင်ထားပြီးပါပြီအဲ့ဒါလေးကိုလာပြီးတော့ sharing လုပ်ပေးတာပါတကယ်ငွေကြေးခက်ခဲနေတဲ့လူအပူပင်တောကတွေဖြစ်နေတဲ့လူဆိုရင်ဒီရေမွေးလေးကိုဆောင်းပြီးတော့ဖြန်းကြည့်ပေါ့နော်တခြားအရာတွေအားလုံးတွေဒီဟာလေးကပိုကောင်းတယ်ပေါ့နော်ရေမွေးတွေ